လုံးပဲမင်္ဂလာပါရှင်သမီးကတော့မန္တလေးတိုင်းဒေသကြီးရမီးသေးမြို့နယ်ရွှေသားဖျားကုန်းထန်းလေးပင်ကျေးရွာရွှေသားဖျားကုန်းထန်းလေးပင်ကျေးရွာနဲ့အဖဦးစောစောအောင်ကြီးသမီးဗုဒ္ဓဦးစောစောအောင်သမီးမနေ့ရှိဝင်ပဲဖြစ်ပါရဲ့ရှင်အုပ်စုနံပါတ်ခွန်ပါဗျာမေကွန်းအသေးချာနားထောင်ပါမိုင်နာလေးကိုကပ်ဖြေပါမေကွန်းနံပါတ်1သူမေရာရှင်ရသေးသည်သမာပတ်10ပါးအဘိညာဉ်5ပါးတို့ကိုရရှိစေရန်ဘယ်နှစ်ရက်အားထုတ်ခဲ့ရပါသလဲဖြေပါ3ရက်ပါဗျာနံပါတ်3သာမဝရီမိဖုရားသည်မြည်သည့်အရာ၌ဧတရက်ထားတော်မူခံခဲ့ရပါသလဲဖြေပါရှဟန္တာတို့အားအကြည့်လို့မေခွန်းနံပါတ်4မြတ်စွာဘုရားသည်15ဝါမြောက်ဝါကိုမြည်သည့်เจ้าမှာဝါဆိုခဲ့ပါသလဲဖြေပါနားလေလား15ဝါမြောက်ဝါဆိုခဲ့တဲ့เจ้าရှားစကြိုပြီးမိကျော်တာရောကြောင်းမေခွန်းနံပါတ်5လူနတ်ပြမတတ္တဝါအာလုံးတို့ဤရှေ့သွားလမ်းပြဆရာတဆုဖြစ်တော်မူသောကြောင့်ဖျားကုံတော်မှာမြည်သည့်ဂုံတော်မြည်ပါသနည်းတတ္တာဒီဝမနုဿာနံပါဗျာမေခွန်းနံပါတ်6တပါးသူတို့အားရှင်းမြောက်ရှင်းကိုပါဠိလိုမြည်သို့ခေါ်ပါသနည်းဖြေပါသင်္ကာဟဟုခေါ်ပါဗျာမေခွန်းနံပါတ်9အတိညာများတိုးပွားလိုလင်မြည်သည့်ဂုံတော်ပွားများရပါမည်နီအတိညာများတိုးပွားလိုလင်မြည်သည့်ဂုံတော်များပွားများရပါမည်နီဖျားကုံတော်ပါဗျာရပါပြီ